Okay ဒီဗီဒီယိုမစခင်တခုတော့ကြိုပြီးတော့တတိပေးတာပဲဗျအခုပြောမဲ့တယ်မှာဘာသာရေးနဲ့ပတ်သက်တဲ့အတန်ချက်ဆက်ကိစ္စတွေလည်းပါလာလိမ့်မယ်ဒါကိုဘာသာရေးကအရန် sensitive ဖြစ်တဲ့လူတွေအမှန်တရားကိုလက်မခံနိုင်တဲ့လူဒါမှမဟုတ်ကိုယုံကြည်ထားတဲ့အတ္တကိုဘလို့မှထိခိုက်လို့မဖြစ်ဘူးလို့ခံယူထားတဲ့လူဆိုလို့ရှိရင်ဒီနေရာမှာဗီဒီယိုပိတ်လိုက်လို့ရပါတယ်အခုကျွန်တော်တို့ကဘာသာတရားကိုတိုက်ခိုက်တာမဟုတ်ပါဘူးဘာသာတရားနဲ့စေတနာကိုအကာအကွယ်ယူပြီးတော့တခြားလူတွေရဲ့ဘဝကိုနှိပ်စက်နေတဲ့အောက်တန်းစားစိတ်ဓာတ်တွေကိုပြောပြသွားမှာဖြစ်ပါတယ်ဆိုတော့ခင်ဗျားတို့နေ့စဉ်ပတ်ဝန်းကျင်မှာကြုံနေရတဲ့အတိတရားမဲ့တဲ့ဆူညံတန်ဒီအကြောင်းအကုန်လုံးပါလိမ့်မယ်။ဒါပေမဲ့ဒီဗီဒီယိုကြည့်ပြီးတော့လို့ရှိရင်တော့ခင်ဗျားကပတ်ဝန်းကျင်ကိုအတန်နဲ့ကျူးကျော်နေတဲ့နားမရင်းကောင်လားဒါမှမဟုတ်တိတ်ဆိတ်တာကိုတန်ဖိုးထားတဲ့အစင်တန်းမြင့်တဲ့လူသားလားဆိုတာကိုခင်ဗျားကိုလည်းကိုယ်ကိုယ်ပြပြသိသွားမယ်လို့အာမခံပါတယ်။ကဲစလိုက်အောင်။ Okay လူတစ်ယောက်ရဲ့အတိတရားအစင်တန်းဆိုတာသူဘယ်လောက်ထိတိတ်ဆိတ်မှုကိုခံနိုင်ရှိသလဲဆိုတာနဲ့တိုင်းတာလို့ရတယ်လို့ဆရာကြီးတွေကဆိုကြတာပဲ။တကယ်တမ်းတိတ်ဆိတ်တယ်ဆိုတာကအတွေးခေါ်တဲ့တွေကိုကွန်ပျူတာလို့ရတယ်။စိတ်ငြိမ်သက်လို့ဒေါသကိုထိန်းချုပ်နိုင်တဲ့နေရာတစ်ခုလို့မှတ်ယူကြတယ်။ဖြစ်ချင်တော့ကျွန်တော်တို့စီမှာကတစ်ဖက်သားရဲ့နားကိုလေးစားဖို့ဝေးစွာဗျာ။ကိုယ့်အိမ်ရှိကလမ်းအောင်တော့မှကိုပိုင်တယ်လို့ထင်နေကြတာ။အိမ်ရှိကလမ်းနေမဟုတ်ဗျာ။တယောက်ကလုံးရဲ့လေတူကိုပါငါတို့ပိုင်တယ်ဆိုတဲ့အတာနဲ့တော်တော်လေးကိုအကျိုးတင်းတဲ့ကောင်တွေများလာတယ်။ခင်ဗျားတို့ကိုယ့်အိမ်မှာကိုအေးစစ်စစ်နေတော့စိတ်ပင်ပန်းလို့အနားယူမယ်ကြံတော့မှအပြင်ကနေပြီးတော့ loud speaker တန်တွေဆိုင်ကယ်အိတ်ဇောတန်တွေကခင်ဗျားတို့ရဲ့အိမ်ခန်းခင်ဗျားတို့ရဲ့အိတ်ခန်းထဲထိကိုအတင်းဝင်လာတယ်ဆိုလို့ရှိရင်ရိုးလေးပြောလို့ရှိရင်ပိုင်လက်ကျူးလို့မှုပဲဟိုကိုယ့်ရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ပိုင်လက်တဲကိုအတင်းအာဓမနိုင်လူလို့ကြားကြီးလို့ဝင်လာလူမျိုးဝင်လာပြီဆိုရင်တော့ခင်ဗျားတို့ကသာတိလိုက်တော့ဒီလူတွေမှာ logic တစ်ခုရှိတယ်ငါတို့ကအလှူဒန်းလုပ်နေတာငါတို့ကတရားပွဲလုပ်နေတာဆိုတဲ့ဘာသာရေးစင်ကြေတွေရှိသလိုငါတို့ပတ်စံနဲ့ငါတို့ဝယ်ထားတဲ့ဖုန်းပဲငါတို့ကြိုက်သလိုဖွင့်မယ်ဆိုတော့အောက်တန်းကြတဲ့လူမျိုးရေးစင်ကြေတွေလည်းရှိတယ်ခင်ဗျားတို့လည်းကြုံမှုမှာပါဘတ်စကားပေါ်မှာဆိုလို့ရှိရင်လူကြားထဲမှာဖုန်းကိုစပီကာအဆုံးလေးဖွင့်ပြီးတော့ဟာမိုးကလည်းမလင်းသေးဘူးလားကွာအဲ့လိုလည်းမရဘူးတူ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 ဒီလိုမျိုးအတိတ်ပင်မရှိတဲ့ပေါက်ကရဗီဒီယိုတွေကိုကြည့်နေတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လမ်းကြားထဲမှာဆိုင်ကယ်တန်မြဲကြီးနဲ့မောင်းသွားမယ်ဆိုလို့ရှိရင်ဒါတွေအားလုံးကအတူတူပဲဒီကောင်ဒီမှာက social empathy လို့ခေါ်တဲ့ပတ်ဝန်းကျင်ကိုအားနာတဲ့စိတ်14မှရှိမနေတာကသူတို့ရဲ့အဆင့်တန်းပြရုပ်ပဲခင်ဗျားတို့သတိထားမိလားအဲ့ဒီလူတွေရဲ့ချီအုံနောက်မှာက confidence level so high ပြီးတော့ငါလုံနေတာကအားလုံးအတွက်တာယာမှုကိုဖြစ်စေတယ်ဆိုတဲ့အတွေ့အပြေးဝရှိတယ်။ဒါကျွန်တော်ဗီဒီယိုတိုင်းလို့ကိုမပါဖြစ်ထည့်ရတဲ့ cognitive dissonance ရှုမြင်ပုံနောက်တဲ့တနည်းပေါ့နော်။သူတို့အုံနောက်ထဲမှာငါနားထောင်လို့ကောင်းတယ်ဆိုတဲ့အတန်ကတခြားလူတွေတို့လည်းကုသိုလ်ရမှာပဲ။ဒါမှမဟုတ်ပျော်စရာကောင်းမှာပဲဆိုတဲ့အယူဆတလွဲယူအတင်းဆုပ်ကင်ထားကြတယ်။ဒီလိုလူတွေကကိုလူကောင်းတွေစေတနာရှင်တွေလို့သတ်မှတ်ထားတော့သူတို့လုပ်တဲ့စူညံတန်ကြောင့်တပားသူထိခိုက်ရတယ်ဆိုတဲ့အမှန်တရားကိုသူတို့ရဲ့အုံနောက်ကလက်မခံနိုင်တော့အဲ့ကမှဒါကတရားတန်ပဲနားထောင်လို့ရှိရင်ကုသိုလ်ရမှာပေါ့ဆိုတဲ့ဘာသာရေးစင်ကြေဒါမှမဟုတ်လို့ရှိရင်ခင်မီတဲ့ trend ရဲ့တခြင်းကိုဖွင့်ပြတာငါမင်းတို့ကိုလည်းပျော်လို့ရအောင်ဖွင့်ပေးတယ်ဆိုတဲ့အတ္တစင်ကြေတွေနဲ့ကိုပြန်ပြီးတော့ချုပ်မြူကြလိုက်မယ်ခင်ဗျားတို့နားထောင်ကောင်းတယ်ဆိုတိုင်းတခြားလူကကောင်းရမယ်လို့ဘယ်သူမှပြောထားတာမရှိဘူးအဲ့တော့ vice versa ကြည့်မယ်ခင်ဗျားတို့အတွက်အရေးကြီးတဲ့အလုပ်တစ်ခုဒါမှမဟုတ်ခင်ဗျားအာယုံစိုက်နေရတဲ့အချိန်မှာအဲ့နေတဲ့အချိန်မှာဘေးရင်ရနေပြောခင်ဗျားမကြိုက်တဲ့အရာတစ်ခုကိုအတန်အကျယ်ကြီးနဲ့ဖွင့်လာမယ်ဆိုလို့ရှိရင်ကိုဒေါသကိုထိန်းနိုင်ဖို့ခံနိုင်ရရှိမယ်လို့အာမခံနိုင်လားโอเคဘာသာရေးလေးနည်းနည်းတော့ပုတ်ကြည့်အောင်ကဘာဘောကအစိုးဆုံးနှိပ်စက်နေတဲ့တဲမှာလူကိုအိမ်မရအောင်လုပ်တာကထိတ်ဆုံးမှရှိတယ်အဲ့တော့စစ်သုံးမန်းတွေကိုနှိပ်စက်တဲ့အခါမှာသူတို့ရဲ့စိတ်ဓာတ်ကိုချိုးနိုင်ဖို့ဆိုပြီးတော့ sleep deprivation နီလန်းကိုအသုံးပြုကြတယ်မနေ့မိုးမလင်းခင်3နိုင်4နိုင်လောက်ကနေစလာတဲ့တရားအတန်တွေဓမ္မယုံကအတန်ချက်ဆက်နဲ့မိုးမလင်းတဲ့ကိုအလှငွေစီးရင် record ကိုတနေကုန်ဖွင့်ထားတဲ့အတန်တွေကကုသိုလ်မဟုတ်ဘူးဗျဟဲ့အောင်ဘာသာရေးဆိုတာအနူးညံ့ဆုံးရပဲလူတွေကိုအေးချမ်းအောင်လုပ်ပေးနေတာမင်းကစိတ်ရှုပ်စေတယ်ဆိုတော့နာနာဘာဝလာပေါ့ဒီလိုမျိုးလဲမေးနိုင်တယ်တကယ်တမ်းဒီဘာသာရေးနဲ့ပတ်သက်ပြီးတော့တရားတော်တွေကဘယ်တော့မှလည်းပြင်းမရှိဘူးတမာဒိဋ္ဌိမှန်ကန်တဲ့အမြင်တမာသင်္ကပ္ပမှန်ကန်တဲ့အကြံစီတွေဖြစ်နိုင်တယ်ပညာမဂ်ခင်တစ်ပါးနဲ့ယဟန်တွေကအဓိကဟောကြတယ်ပေါ့လူတွေကိုအေဂျင့်နဲ့လမ်းကိုညွှန်ပြကြတယ်ဒါပေမဲ့တကယ်တမ်းဖွင့်တဲ့လူတွေကအုံတော့မရှိတာသူတို့ဖွင့်လိုက်တဲ့တရားကလူတချို့ရဲ့ကောင်းထဲမှာကောင်းတာကိုလက်ခံပေမဲ့အဖွင့်မတက်လို့ရှင်တော့စိတ်အစဉ်မပြေမှုကိုခံစားရတယ်တချို့လူတွေဆိုလို့ရှိရင်မနေ့4နိုင်လောက်ကစပြီးတော့သူတို့အိမ်မှာတရားတန်ကိုအကျယ်ကြီးနဲ့ဖွင့်တရက်2ရက်လည်းမဟုတ်နေ့တိုင်းလို့လူကိုဖွင့်နေတာကိုယ့်အိမ်ကိုကြောင်းတဲ့ဒီလူကြီးအများစုရဲ့ကောင်းထဲမှာကခုနက cognitive dissonance ပေါ့ခင်ဗျားတို့စဉ်းစားကြည့်လို့ရတယ်မနေ့4နိုင်ဆိုတော့လူတယောက်ရဲ့ sleep cycle မှာအရေးကြီးဆုံးအချိန်ပဲညဘက် shift စဉ်းစားတဲ့အလုပ်သမားစာလုပ်နေတဲ့ကျောင်းသားဒါမှမဟုတ်တနေကုန်ပင်ပန်းထားတဲ့မိသားစုတွေကအဲ့ဒီချိန်ရောက်မှတတိချာချာအနားယူဖို့လိုအပ်တယ်ဒီချိန်မှာခင်ဗျားတို့ကစေတနာဆိုတဲ့ခေါင်းစဉ်ကိုတက်ပြီးတော့အတန်ကုန်ဖွင့်လိုက်တဲ့အခါမှာခင်ဗျားရဲ့ဘေးအိမ်ကလူတွေကတရားတန်ကိုကြားပြီးတော့ကြီးညိုသွားမှာလားဒါမှမဟုတ်အေးအေးပြတ်တဲ့ဒေါသနဲ့တရားတော်ကိုပါရောပြီးတော့အတွေးမားတွေဖြစ်ကုန်မလားနောက်တစ်ခုကပဋ္ဌာန်းရွတ်ပူဆိုတာပေါ့ကျွန်တော်ပြောချင်တာကပဋ္ဌာန်းရွတ်တာကိုအပြစ်မြင်တာမဟုတ်ဘူးနော်အတန်မဆဲပူဆိုတာဖြစ်လို့3-4ရက်လောက်ကိုစက်တိုက်ဖုံးနေရအလှည့်ကျရွတ်ဆိုတာကတော့ထုံးစံပဲဒါပေမဲ့အဲ့ဒီအတန်ကိုစီမံတဲ့ဂောဘကတွေကပ္ပိယတွေရဲ့အတိတရားကတော့တကယ်ကိုအခြားပဲခင်ဗျားတို့မျိုးပေါ်ကဘုန်းကြီးကျောင်းတစ်ကျောင်းရဲ့အစင်တန်းကိုသိချင်လို့ရှိရင်အဝေးကြီးနေကြမလို့ဖက်နဲ့ချွတ်ထားတာကဘယ်လောက်ထိစီးကန်းရှိသလဲပြီးလို့ရှိရင် loud speaker တန်တွေကိုဘယ်လောက်ထိအလိုက်တတိနဲ့ထိန်းချုပ်နိုင်လဲဆိုတာနဲ့ဆုံးဖြတ်လို့ရတယ်အဲ့တော့နေဘက်လူတွေသွားလာလှုပ်ရှားနေတဲ့အချိန်မှာ
လော်တန်းပေါင်းဝင်းကျင်ဆူညံတဲ့ကြားထဲကိုရောက်နေလို့အာရုံသိမ့်မရအောင်ဒါပေမဲ့လူကြီးတိတ်လို့ညားနန်းလာလေခင်ဗျားတို့အဲ့ဒီအတန်ကြီးကိုပုံသေးထားတာကြီးကပို့ပြီးတော့ကျဲလာတဲ့အတွက်အဲ့ဒီဂေါဘကားတွေကပ္ပိယတွေကဂယုမဆိုင်တာလားနားပဲလေးနေတာလားတော့မသိဒါမှမဟုတ်လေသူတို့ကအတန်ပိုကျဲလေးကုတူပိုရလေလို့ထင်နေကြတယ်မှာခင်ဗျားတို့သွားပြောကြည့်လို့ရှင်လေအတန်အဲ့လောက်တော့မကျဲပါဘူးဗျာဆိုရယ်စင်ကြေကအသင့်ပဲဘဲကျဲမှာတော့အဲ့ဒီဒေါ်စပီကာတွေကအရှိနောက်တောင်မြောက်အရက်လေးမျက်နှာလုံးလှည့်ထားတော့အတန်တွေကပတ်ဝန်းကျင်ဝယ်ပြန့်နေပြီးတော့ကျောင်းထဲမှာကျတော့အတိုးဆုံးဖြစ်နေတယ်လေကျွန်တော်တို့နောက်မှာရွှေချင်းကျောင်းတစ်ကျောင်းရှိတယ်ပထန်းကာလဆိုလို့ရှိရင်နေဘက်တွေအာယုံဆိုင်နားထောင်ကြားရတယ်ညဘက်လည်းရောက်မရွတ်တော့ပါလားလို့တော့ထင်တာမေးလဲမေးကြည့်တော့ဘုန်းကြီးတွေကညဘက်ရောက်လို့ရှိရင်မိုက်မသုံးတော့ဘူးတဲ့မနေ့၄နိုင်လောက်ကြာမှရေးရေးလေးပြန်ဖွင့်ပြီးတော့9နိုင်လောက်ကြာမှအတန်ကိုဖြည်းဖြည်းချင်းတင်သွားတယ်ပေါ့နော်ဒါလုံးဝ classic တကယ်အသိဉာဏ်ရှိတဲ့သာသနာပြုခြင်းပေါ့ဒါပေမဲ့အပြင်ကလောကီလူသားတွေကြတော့ဒီလိုမျိုးအတိတရားမျိုးခေါင်းထဲမှာတစ်စက်မှမရှိကြတော့ဘုန်းကြီးကျောင်းကဂောဘကားတွေကမှဘာသာရေးဆိုတဲ့စင်ကြေရရှိသေးတယ်အခုရက်ကွက်ထဲမှာယာယမှုဆယ်မှုဆိုတဲ့ကောင်တွေက10ယောက်မှ17ယောက်လောက်ကိုကြည့်လိုက်လို့ရှိရင်လောင်းစားသမားအရက်သမားပညာမတတ်တဲ့ကောင်တွေပဲဒီကောင်တွေကပျော်ပွဲရှင်ပွဲပဲဗျာအလှပွဲပဲဗျာဆိုပြီးတော့စူညံတန်တွေကိုဘာရေးတီကိုဆောင်ရွက်တာမှမရှိသလိုနားပဲမပါတာလားတော့မသိဘူးဒီခေတ်ကစောက်တော်သားတွေကဟိုမွေးနေ့ပွဲပဲဖြစ်ဖြစ်အလှပွဲပဲဖြစ်ဖြစ်ပေါက်ကြီးတွေကိုအင်ရှိမှထုတ်ပြီးတော့အတန်အဆုံးတင်ပြီးတော့ပေါက်လို့ပဲစားတခြင်းတွေဓာပတိဖွင့်နေတာဘာမှမပြောလူတွေကအသိဉာဏ်နဲ့စင်ကြင်တို့တရားနှိပ်ပါလေအဲ့ဒီစူညံတန်တွေကိုပို့ပြီးတော့ကြိုက်နေပဲဒါမျိုးဘက်ကတော်သားတွေပေါ့ဟိုရိုးသားကြိုးစားအေယာဝတီသားတွေကတော့ခြုံမပြောချင်ပါဘူးလားလေကွက်ထဲရရေကိုတော့မှအန်ရကင်းနေဆိုပြီးတော့တောက်နေကြတဲ့ကောင်တွေပြီးတော့လည်းဘာမှမကြားဘူးလေလော်ပြိုင်ပွဲတဲ့အဲ့မှာလော်တွေကိုကားမှာတွဲပြီးတော့အတန်းဘသူပူကျဲလဲငါလော်ကားလာလို့ရှိရင်ရေအိုးစင်ကခွက်တရဘလူးပါတုံတာခုံတာဆိုပြီးတော့အဲ့လိုကောင်တွေကလည်းရှိသေးတယ်အရင်ကကျွန်တော်ဗီဒီယိုတစ်ခုကြည့်ဘူးလေအဲ့ဒါလည်း ARD တိုင်းထဲကအဖွဲတွေပဲလော်ကားနှစင်းကြမှာဗျာလူ3-4လောက်ကရက်ပြီးတော့ဘာလုပ်နေကြရလဲဆိုတော့လော်ပြိုင်တာတဲ့ကျွန်တော်စဉ်းစားကြည့်တယ်ဒီကောင်တွေနားကွဲမတက်လော်နှစ်ဖက်ကြားမှာရက်နေပြီးတော့ဘယ်လိုမျိုးအနိုင်ရှုံးဆုံးဖြတ်ကြလဲပေါ့နောက်တော့လေတခုတော့ကျွန်တော်တွေးမိသွားတယ်အတန်ဘယ်နဲ့ညာနှစ်ဖက်ပြိုင်လူနားထောင်နေတော့အရင်ဆုံးနားကန်းတဲ့ဘက်ကလော်ကအနိုင်လားဆိုပြီးတော့ထင်မိတယ်ဒီတက်ဆိုရရှိသေးတယ်သူတို့ကိုသူတို့ဂုံယူဝင်ကြားသွားတယ်မြန်မာပြည်ရဲ့လော်အများဆုံးကဟင်္ဒရာမြို့မှာပဲရှိရဆိုရယ်နောက်တဲ့လော်ပြိုင်ပွဲတစ်ခုပေါ့ဘယ်လိုလဲကြည့်တော့ဘလုံးကွင်းရဲ့ကော်နာပတ်လေးမှာအကုန်လုံးလော်ရီနဲ့ပတ်ပြီးတော့ဖွင့်တာတကယ်တော်တော်ဆိုးတယ်ခင်ဗျားတို့ ARD တိုင်းကိုခီးတွေပါထွက်ပြတယ်ဆိုလို့ရှိရင်လေအစစ်တမ်းမဖြစ်အောင်လို့ဟုံးကိုဆွဲပြီးတော့ဒီတလားဘာမှမဖြစ်ဘူးဒါပေမဲ့ဒီလောက်နဲ့မပြီးသေးဘူးခလေးကစားစရာအယုတ်ကမှလော်ရုပ်တယ်ရှိပြန်သေးတယ်သူတို့ကကစုံပွင့်ပုံစံလော်သေးသားလေးတွေအယုတ်ကားမှာတက်ပြီးတော့ကလေးတွေကကျိုးနဲ့ဆွဲပြီးတော့စော့ကြတာပေါ့ပြဿနာအဲ့ဒီအယုတ်ကထွက်တဲ့အတန်ကတော်တော်ကိုကြီးနေတာအဲ့ဒီလူကြီးတွေကလည်းသူတို့တည်းမဟုတ်ဗျာကိုသားသမီးကိုပါနားမရင်းကောင်ဖြစ်အောင်လို့ပန့်ပိုးကူညီပေးနေတာအံ့ဩလို့မစိုးကျွန်တော်တို့နိုင်ငံမှာအတန်နဲ့ပတ်သက်တဲ့အသိပညာဘယ်လောက်ထိနှိမ့်ကျနေလဲဆိုတော့ကျွန်တော်ဦးလေးကြုံခဲ့တဲ့ဥမာတစ်ခုနဲ့ပြောပြမယ်သူကယ်ရီယာတော့ UK မှာ sound engineer ဖြစ်နေ10စုနဲ့3ခုလောက်တော့ရှိမယ်တင်တယ်အဲ့မှာလုပ်ပြီးတော့မြန်မာပြည်ပြန်လာတော့သူနဲ့အေးမုံဘက်မှာတွေ့တော့စကားပြောပြကြတယ်သူကအတန်ဆိုတာဘယ်လိုမျိုးသွားလဲပဲတင်တန်ဆိုတာဟောပါလဲ frequency response ကဘယ်လိုမျိုးအရေးကြီးလဲတန်လိုင်းတွေဘယ်လို sequencing လုပ်ပြီးတော့လူတွေရဲ့နားကိုဘယ်လိုမျိုးထိခိုက်စေလဲဆိုတာတွေကိုနားလည်လွယ်အောင်လို့ရှင်းပြတာပဲဒါပေမဲ့ကိုယ်နဲ့မရင်းနှီးတဲ့နယ်ပယ်ဆိုတော့ကျွန်တော်တို့တော်တော်လေး absorb လုပ်ဖို့ခက်တယ်ရိုးရှင်းရှင်းပြောလို့ရှိရင်အတန်ဆိုတာလေထဲမှာလှိုင်းပုံစံနဲ့တွားနေတယ်အဲ့ဒီ line တွေကနေရန်နေချမ်းပြင်းနေမျက်နှာချက်တွေနဲ့ထိတဲ့အခါမှာပြန်ပြီးတော့ခုန်ထွက်ပြီးပဲတင်တန်တွေဖြစ်လာတယ်အဲ့တော့အခန်းပုံစံပစ္စည်းတွေရဲ့မျက်နှာပြင်မှာအတန်စုံနိုင်တာနဲ့အတန်လုံးဝမစိုးယူနိုင်တဲ့ဆိုတော့အမျိုးသားပုံမတည်ပြီးတော့အတန်ပို့ပြီးတော့စိုးသွားနိုင်တယ်ပေါ့သူတို့လူမျိုးတွေတော့ကတော့ဒါအခြေခံ physics ပဲတရက်ကြသူငယ်ငယ်ကအဖွားတို့နဲ့တွားနေကြဖုံးကြောင်းတစ်ကြောင်းကိုရောက်သွားတယ်အဲ့ကြောင်းမှာတရားနာခန်းကိုလည်းရောက်ကျွန်တော်ဦးလေးကတော်တော်လေးစိတ်လိပ်သွားတယ်ဒီခန်းရဲ့နေရာမှာကြွေပြားတွေကတ်ထားတယ်ပြီးလည်းပြောပရင်းပေါက်တွေမှာကျတော့မှန်ချက်တွေမျက်နှာချက်တွေကလည်းပြောင်ချောနေတဲ့မျက်နှာတွေဒါတွေမပြီးသေးဘူးဗျာ loud speaker တွေကိုလည်းအခန်းတောင်းရဲ့မျက်နှာချက်တွေမှာပြုတ်သိမ့်နေအောင်ချိန်ထားတာကိုတွေ့ရတယ်ဒီကြွေပြားတွေမှန်ချက်တွေဆိုတာအတန်လိုင်းတွေကိုစုပ်လို့မရတော့အကုန်လုံးကိုပြန်ပြီးတော့ကန်ထုတ်တဲ့ reflective surface တွေပဲဆိုတော့အတန်ပဲ့တင်တန်တွေအများကြီးဖြစ်ပြီးတော့ရှုပ်ထွေးပြီးလှိုင်းတန်တွေပါထွက်လာပေးတဲ့ပြောတဲ့စကားနဲ့တရားတန်ပဲ့တင်တန်တွေရောပြီးတော့ကြားတဲ့အရာမပြီးမြင်တော့အတန်လိုင်းတွေကတစ်ခုနဲ့တစ်ခုထိကပ်ပြီးတော့ frequency overlap တွေဖြစ်လာတယ်ဆိုတော့တရားနာဖို့လာတဲ့လူတွေကတရားသိတော့ရပါမယ်အောင်ဤတီးခံတဲ့အတင်းနားလေပေးနေရတာပေါ့သူကနေပညာဆိုင်ရာအချက်လက်တွေနဲ့တေချာရှင်းပြပေးမယ်ဆရာတော်ကတော့တခါကြီးဒီကျောင်းကအရင်ကတည်းကဒီလိုမျိုးပဲလှုပ်လာတာတိုးပိတ်တက်ကတော့ဘာမှမဖြစ်ဘူးကုတူရဖို့ကအဓိကပဲဆိုပြီးတော့လက်မခံတကယ်တော့သူ့လိုမျိုး professional သမားတွေမို့လို့ဒါအဲ့လိုမျိုးတန်းသိတာကျွန်တော်တို့တွေတွားနေတဲ့ဘုန်းကြီးကျောင်းတွေပြီးလို့ရှိရင်မင်္ဂလာဆောင်အလှပွဲခန်းမတွေနဲ့တချို့ hotel တွေမှာဆိုလို့ရှိရင်အဲ့ဒီအတန်စနစ်ကိုတေချာမစီမံနိုင်ကြအောင်တခါလေဆိုလို့ရှိရင်ပြောတာပြီးပြီဗျာပဲ့တင်တန်တစ်ခုကရိုက်နေတော့တရေချောက်တဲ့အခန်းလိုတော့မှထင်ရတယ်ဒီတော့ကုတူရဖို့ပျော်ရွှင်ဖို့ဆိုတဲ့စင်ကြေတွေအောက်မှာအသိပညာနှိမ့်ချမှုတွေကတယောက်ယောက်နဲ့ပို့ပြီးတော့မြင်သာလာတယ်ခင်ဗျားတို့6တာတော့မဟုတ်အဲ့ဒါပို့ပြီးတော့ကြောက်ဖို့ကောင်းတဲ့အရာတခုရှိသေးတယ်အတန်တွေကနားစီဝါးမှာနေပျောက်သွားတာမဟုတ်ဘူးဗျာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲပါစိတ်ဝင်ပြီးတော့အမြင်နိုင်တဲ့ပြောင်းလဲမှုတွေကိုဖန်တီးပေးတယ်ဆိုတော့အတန်ကြောင်းကိုရေးရာပြောလို့ရှိရင်ဂျပန်ပညာရှင်မာဆရုအိုမိုတိုရဲ့ WhatsApp memory စမ်းသပ်ချက်ကမပါလို့မဖြစ်ဘူးသူကရေကိုအတန်မျိုးစုံစကလုံးပေါင်းစုံနဲ့နောက်တဲ့တေးဂီတာတွေနဲ့ပါထိတွေ့ပြီးတော့အေးခဲသွားတဲ့အခါမှာတုတ်ပြန်ပြောင်းလဲမှုကို Microsoft အောက်မှာပြန်ပြီးတော့ဖော်ပြခဲ့တဲ့စမ်းသပ်ချက်ပေါ့နော်
ဒီမှာဆိုလို့ရှိရင်တေးဂီတာတန်ဒါမှမဟုတ်လို့ရှိရင်လည်းကျေးဇူးတင်ပါတယ်ဆိုတဲ့မေတ္တာတက်ပါတဲ့စကားလုံးတွေကိုထိတွေ့ရတဲ့ရေကအေးခဲွားတဲ့ခါမှာတော်တော်လေးကိုလှပပြီးတော့ညီညာတဲ့နှင်းပွင့်လိုပုံဆောင်ခဲတွေဖြစ်လာတာကိုတွေ့ရတယ်။ခင်ဗျားတို့ဒီပုံမှာလည်းကြည့်လို့ရတယ်။အကဲအခုကျွန်တော်တို့လိုမျိုးကြုံတွေ့နေရတဲ့စူညံတန် loud speaker တန်တွေပတ်ဝန်းကျင်ကညဉ့်ညမ်းစေတဲ့အတန်တွေနဲ့စကားလုံးတွေရှေ့ရောက်လို့ချင်းကြတော့ရေကပုံပြက်ပန်းပြက်နဲ့အခုမြင်နေရသလိုမျိုးကြည့်ရဆိုတဲ့ပုံဆောင်ခဲအဖြစ်ကိုပြောင်းသွားပြန်ရော။ဒီတော့ခင်ဗျားတို့စဉ်းစားကြည့်လို့ရတယ်။ရေတောင်မှအတန်ပေါ်မူတည်ပြီးတော့ဒီလောက်ထိတုံ့ပြန်နေတယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ရဲ့80%ကျော်ရေထဲပါဝင်နေတဲ့ကျွန်တော်တို့လူသားတွေကရောဘယ်လိုမျိုးဖြစ်နေမလဲထင်တယ်။အပြင်ကနေနေ့တိုင်းဝင်လာတဲ့ loud speaker တန်တွေစူညံတန်တွေကကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲကရေတက်တွေကိုဘယ်လိုပုံပြက်ပန်းပြက်ဖြစ်အောင်လုပ်နေမလဲ။ဒီမှာတရားတန်ကိုစူညံတန်ဆိုပြီးတော့ပြောရဖြစ်နေပါအောင်မယ်။တကယ်ကတော့တစ်ဖက်လူမလို့လာလို့ရှိရင်ဘာအတန်ဖြစ်ဖြစ်စူညံတန်ပဲ။ဒါပေမဲ့မေတ္တာတက်ပါတဲ့အတန်တွေကိုဖွင့်တဲ့အခါမှာစက်ကလည်းမကောင်းတော့အတန်ထွက်ရင်ပြီးရောဆိုပြီးအချိန်ခါမကြည့်ပဲလုပ်လို့ရှိရင်ကြတော့စူညံတန်တွေကိုပါသွားမှာပေါ့။ ဟုတ်ကဲ့အခုဗီဒီယိုရဲ့အရေးကြီးတဲ့ပိုင်းဆက်ကြမှာဗျာအတန်ထိချုပ်တာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နိုင်ငံမှာဥပဒေကတော်တော်လေးကိုပြောတယ်အဲ့တော့အတန်တစ်ခုလည်းမဟုတ်ဘူးဗျ air pollution လေထုညစ်ညမ်းတယ်ပြီးလို့ရှိရင်မီးအောင်ပြည်သူပြတ်တဲ့တွေကိုစီးမရှိပဲတုံးတယ်တဘာပတ်ဝန်းကျင်နဲ့ creature တွေကိုထိခိုက်စေတဲ့ light pollution တွေရှိမယ်အဲ့ဒီချိန်မှာအတန် noise pollution ကလူတွေကိုတော်တော်လေးတိုက်ရိုက်တက်ရောက်ပြီးတော့ဆိုးကျိုးပိုများနေတယ်ပေါ့ဆိုတော့ကျွန်တော်တို့နိုင်ငံမှာသက်ဆိုင်ရာကအတန်နဲ့ပတ်သက်ပြီးတော့ noise control act ကိုတည်တည်ချာချာလေးပြဋ္ဌာန်းပြီးထိန်းချုပ်ဖို့တော့လိုနေပြီလို့မြင်တယ်တကယ်တမ်းအတန်ပြဲကြီးထွက်လာလို့ရှိရင်လည်းခင်ဗျားတို့နားလက်ခံနိုင်တဲ့အတန်ဆိုပြီးတော့သွားပြီးကန့်သက်လို့မရဘူးအဲ့တော့အတန်ပြင်းရတိုင်းတဲ့ decibel unit နဲ့ဥပမာရိုးလေးပြောလို့ရှိရင်ဗျအလေးချိန်ကိုကီလိုဂရမ်နဲ့တိုင်းလို့အကွာအဝေးဆိုလို့ရှိရင်တော့မီတာပေါ့အခုဒီမှာအတန်ဆိုလို့ရှိရင်ဘယ်လောက်ကျယ်လဲဆိုတော့ decibel dB ဆိုတဲ့ရှင်နဲ့တိုင်းတာကြတယ်ဒီကောက်ရဲ့ထူးခြားချက်က unit ကတိုးလေ linear တိုင်းသွားတာမဟုတ်ပဲနဲ့10 dB to 20 dB တိုးသွားလို့ရှိရင်အတန်က2ဆကျယ်လာတာမဟုတ်10ဆကျယ်လာတာဖြစ်သွားပြီဆိုတော့ကျွန်တော်တို့30 dB ဆိုလို့ရှိရင်အရင်တက်အစတရာပို့ပြီးတော့ကျယ်လာတယ် decibel မှာလူတွေရဲ့နားပုံမူတည်ပြီးတော့ခံစားမှုတွေကလည်းကွဲပြားသွားပြန်တယ်10 dB ဝန်းကျင်ဆိုလို့ရှိရင်စာရွက်လှန်တဲ့အတန်ရှင်အော်တဲ့အတန်လောက်ကစပြီးတော့30 dB လောက်ရောက်သွားလို့ရှိရင်တော့ကိုယ့်ရဲ့နားမှာကပ်ပြီးတော့ပြောတဲ့ပုံစံမျိုးဘာလို့လဲမရှိပါစေနဲ့များတာပဲဟုတ်မင်းဟောပါနေတာဒီအတန်လောက်တော့ရှိမယ်60 dB လောက်ရောက်တော့ကျွန်တော်တို့အခုပုံမှန်စကားပြောနေတဲ့ normal conversation အတန်လောက်သွားတယ်ဒါမှမဟုတ်60ကနေပြီးတော့80ဆိုလို့ရှိရင်ကြတော့လမ်းပေါ်ကကားအတန်တွေဝန်းတန်တွေနဲ့ပုံစိုးစက်လိုမျိုးအတန်တွေဖြစ်လာတော့ဒီအတန်တွေကိုအချိန်ကြာကြာနားထောင်မိတာနဲ့စိတ်ကဘာမှမလုပ်ဘဲနဲ့အလိုလိုပင်ပန်းလာပြီအဲ့ဒါကြောင့်ပဲပတ်စံရှိတဲ့ပေါ်စီတွေကဆူညံတန်များတဲ့မြို့ပြထဲမှာမနေဘဲနဲ့တိကျဆန်တဲ့ဝန်နာမီယာကဘာလေးထဲမှာပဲဖြစ်ဖြစ်မြို့ပြနဲ့မလှမ်းမကန့်နေရာတွေမှာပဲနေကြရများတယ်အဲ့ဒါမှမဟုတ်တော့100ကနေ130လောက်ဆိုလို့ရှိရင်ကြတော့ရုပ်ွက်ထဲမှာ share ခိုင်းပြီ loud speaker အတန်ကြီးတွေဒါမှမဟုတ်လို့ရှိရင်စောက်လို့ရေးသုံးတဲ့ရေတူးစက်လိုမျိုးအတန်တွေဒီကောင်တွေကို15မိနစ်လောက်တော့ပိုကက်ပြီးတော့နားထောင်ပြီးလို့ရှိရင်ခင်ဗျားနားဥတာပဲဖြစ်ဖြစ်အတန်ခဏမကြားတော့တာဖြစ်လာတယ်အဲ့တော့ population တွေရှိပြီကျွန်တော်ဒီမှာပဲရလိုက်တော့မယ်ဆိုတော့တာဝန်ရှိတဲ့လူတွေကလူတွေရုပ်ွက်ထဲမှာဆိုလို့ရှိရင်နေဘက်ကို60 dB လောက်တော့မပိုရဘူးအညာဘက်ဆိုလို့ရှိရင်လည်း50 dB တက်မပိုရဆိုတဲ့စံနှုန်းတွေကိုတရားဝင်ကန့်သတ်ထားတဲ့အကိတ်ကြော်လာလို့ရှိရင်ဖုန်ကြီးပြလို့ပဲဖြစ်ဖြစ်အပအသားပြလို့ပဲဖြစ်ဖြစ်စင်ကြီးပေးခွင့်မရှိဘဲနဲ့တန်ရိုက်မယ်နောက်တော့ license သိမ်းမယ်မှတ်ဖို့နဲ့သိမ်းမယ်ဒီလိုမျိုးဟာတွေလုပ်လို့ရတယ်ခက်တာအဲ့ဒီအတန်ကျယ်ုံတွေမဟုတ်ဘူးဗျာအတန်ကျယ်ဖို့အတွက် Sony တို့ JBL တို့ quality ကောင်းတဲ့ speaker တွေကိုသုံးတာကိစ္စမရှိဘူးကျွန်တော်တို့စီမှာလော်တောင်မှ unit လောင်သွားလို့ရှိရင်ခဲတို့ပြီးတော့ဟိုလုတ်ဒီလုံးနဲ့ပြန်သုံးနေကြတော့ရှေ့ကဦးလေးပြောခဲ့တဲ့ frequency အတန်လုံးတွေကွီဒီလိုမျိုးဆူဆူရှာရှာ high pitch တွေကပို့ပြီးတော့ခေါင်းကိုထိခိုက်စေတယ်ဆိုတော့အဲ့လိုစက်တွေကိုမပြည့်မနေသုံးမယ်ဆိုလို့ရှိရင် equalizer တွေနဲ့သေချာညှိပြီးမှဖွင့်ရမယ့်စီးကန်းတွေလိုအပ်တယ်လို့အကဲရေရှည်ဖွင့်မဲ့ဖုန်းကြီးเจ้าတွေနေရာမှာဖြစ်လို့ရှိရင်လည်းအတန်ဆုပ်တဲ့ absorber ပစ္စည်းလိုမျိုးဥပမာဆိုလို့ရှိရင်ကြွေကြောင်းမှာကော်စောခင်းတာပဲဖြစ်ဖြစ်တကားပေါက်မှန်ချက်တွေရှိလို့ရှိရင်လိုက်ကတက်တာပဲဖြစ်ဖြစ်သုံးဖို့လိုအပ်တယ်အဲ့ဒါအပြင်ကိုဆေးရုံနဲ့ကြောင်းသားတွေမှာ silent zone လို့သတ်မှတ်လို့ရတယ်လို့အရက်လေးမျက်နှာကိုလည်းလော်တက်ခွင့်မပေးနဲ့ဖွင့်ကြည့်လို့ရှိရင်ခုနစီးကန်းတွေနဲ့ဖွင့်လို့ရတယ်ခမားကြားခြင်းကိုဖင်ကိုကြောင်းဖွင့်လို့ရတယ်ကျွန်တော်ဆိုလို့ရှိရင်စိတ်အဆင်မပြေတဲ့အခါမှာ pneumatic ရှင်းမျိုးသားတွေကိုထုံးစံနဲ့ပဲအခန်းကိုလုံပိတ်ပြီးတော့ချတယ်အဲ့ရလူတွေကတော့ကြားရင်လည်းကြားမှာပေါ့ဒါမဲ့ရေးရေးလေးပဲဒီတော့နည်းနည်းလေးရှည်နေပြီဆိုတော့သုံးသက်နေတဲ့မေးခွန်းတစ်ခုလောက်ပေးခြင်းတယ်ခင်ဗျားတို့စေတနာကြောင့်တစ်ဖက်လူကဒေါသထွက်ပြီးတော့အမုန်းတရားတွေဖြစ်လာတယ်ဆိုလို့ရှိရင်ဒါကိုကုသိုလ်ရတယ်လို့ထင်တာဘာသာရေးပဲဖြစ်ဖြစ်ပျော်ပွဲရှင်ပွဲပဲဖြစ်ဖြစ်ဒီထဲမှာမပါတဲ့ပတ်ဝန်းကျင်ကိုလေးစားတာကတော့အခြေခံကြဆုံးလူချင်းဝတ်ပဲဒါကြောင့်မလို့အဲ့ဒီအခြေခံတော်မရှိတဲ့စောက်တော်သားတွေကိုဥပဒေနဲ့အမိန့်ထုတ်ပြီးတော့ချမှတ်အောင်ရအဲ့တော့တိတ်ဆိတ်ခြင်းရဲ့တန်ဖိုးခင်ဗျားနားမလဲတဲ့တစ်ဖက်သားကမှ respect ရှိဖို့ဝင်လင်းနေတဲ့ဘလောက်ပဲဘာသာရေးကိုအကြောင်းပြပါလေခင်ဗျားတို့ကပတ်ဝန်းကျင်ကိုအတန်နဲ့နှိမ့်ဆက်နေတဲ့နားမလိမ့်ကောင်တယောက်တည်းပို့မလားအဲ့တော့ပြောင်းလဲချိန်တန်ပြီနောက်ဗီဒီယိုမှာတွေ့ကြပါမယ် My Matric